မိုက်စားခန္ဓာကိုကြောင့်ရေကူးကူးစုံဝတ်ကဓာတ်ပုံရိုက်ခဲ့ကြောင်းပြောလာတယ်မိမိပရိသတ်တို့ရဲ့အချစ်တော်လေးမော်ဒယ်နဲ့သူ့ဆောင်မလေးမိမိအောင်ထုံးက Miss ပြိုင်ပေါ်များပြိုင်ခဲ့ပေမဲ့ကိုယ့်ရဲ့ဂျူနီယာမလေးတွေအတွက်အမြဲတမ်းစပိုတင်ပေးသူတယောက်ပါသူမရဲ့စကားပြောပုံဟန်ပန်မူရလေးဟာဆိုရင်ချစ်စရာကောင်းပြီးတော့သူမကိုယ်တိုင်ကလည်းမြန်မာစကားကိုတေချာလေးလာတေုံနေစေသူတယောက်ဖြစ်ပါတယ်သူမကမြန်မာပြည်ကိုချစ်တဲ့မြန်မာအမွေလေးကိုချစ်မြတ်လို့သူတယောက်ပါလက်တလောလူမှုကွန်ရက်ပေါ်မှာသူမတစ်တော်ဟာတာလေးကိုသူမကိုယ်ပိုင်မူရလေးနဲ့အမြဲတမ်းပျော်ရွှင်တက်ကြွစွာနဲ့ post တင်တတ်ပါတယ်သူမနဲ့အတူသူမရဲ့ဂျူနီယာမလေးတဲ့ကိုလည်းအရန်ချစ်ပြီးတော့ဖေးကူမရင်းနဲ့အမြဲတမ်းစပိုတင်ပေးနေတဲ့သူတယောက်ဖြစ်ပါတယ်သူမဘန်ကောက်နဲ့မြန်မာပြည်ကိုအတော့အပြန်ခဏခဏလုံနေရမယ်မဲ့ပရိသတ်တွေနဲ့ထိတွေ့ပြီးတော့ပရိသတ်တွေရဲ့ချစ်ချင်းမေတ္တာတွေကိုလည်းရရှိတဲ့အတွက်ကြောင့်သူမပင်မနဲ့လို့တော့မခံစားရဘူးလို့ဆိုပါတယ်မိမိကသူမအပေါ်မှာချစ်သူမုန်းသူမရွေးသူမအမြဲတမ်းပျော်ရွှင်ပေါ့ပါးစွာနဲ့ဆက်ဆံတတ်ပါသေးတယ်သူမရဲ့အလုပ်တွေပေါ်မှာလည်းအစ်စ်မရွေးနေရာမရွေးသွားလာတတ်ပြီးတော့ကုညီဖေးမပတ်မိုးတတ်သူလေးပါသူမရဲ့စိတ်ထားကောင်းမှုတွေကြောင့်မြန်မာပြည်ကပရိသတ်အများစုကသူမကိုချစ်ခင်ကြပါတယ်သူမမြန်မာမှုကိုနှစ်သက်တဲ့အတွက်မြန်မာအကလေးတွေကိုလည်းစူးစမ်းလေ့ကျင့်နေပြီးတော့ပရိသတ်တွေအတွက်အမြဲဦးစားပေးတတ်ပါတယ်တလောကမှသူမကိုရုပ်ရှင်စကားရိုက်ကူးဖို့အတွက်မြန်မာပြည်ကိုပြန်လည်ရောက်ရှိလာခဲ့တာပါသူမကပရိသတ်တွေအတွက်အသေးမွှားလေးရစဂီးဆိုင်တတ်သူလေးပါအခုလက်တလောပြခဲ့တဲ့ဗစ်တာအမွေပကံပြေရုပ်ရှင်စကားကြီးမှာမိမိကပါဝင်ခဲ့ပြီးတော့သူမအခုလိုမျိုးဇလန်းတွေမှာရိုက်နေရတဲ့အတွက်ဝမ်းသာမဆုံးပီတိဖြစ်နေပါတယ်သူမဟာဆိုရင်သူမရဲ့ပထမဦးဆုံးရိုက်ခဲ့ရတဲ့ဗစ်တာအမွေပကံပြေရုပ်ရှင်ကားကြီးမှာစူးစမ်းပြီးတော့နိုင်ငံသားသူနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက်သူမကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းအယမ်းပဲကျေးဇူးတင်ပြီးတော့သူမကိုခေါ်ရတဲ့ဒရိုက်တာကြီးကိုလည်းကျေးဇူးတင်ကြောင်းပြောရင်းနဲ့ဝမ်းသာပီတိဖြစ်ပြီးမျက်ရည်တောင်ကျခဲ့ရပါတယ်ရုပ်ရှင်စကားထဲမှာဆိုရင်မိမိရဲ့အပြုအမူလေးတွေကသူစိတ်တူနေတဲ့ပုံစံစကားပြောတဲ့ပုံစံလေးတွေကစိတ်တူနေတာနဲ့မတူပဲပရိသတ်တွေရဲ့အမြင်မှာချစ်စရာလေးဖြစ်နေတော့ပါတယ်သူမနောက်တဲ့ရုပ်ရှင်စကားအသစ်ဖြစ်တဲ့ချစ်ကြည်အောင်ရဲ့အလှမဲဟူတဲ့စကားလေးမှာလည်းပါဝင်သရုပ်ဆောင်မှာပါသူမဖြစ်ချင်အောင်ရဲ့အလှမဲရုပ်ရှင်စကားကြောတဲ့နေ့မှာပရိသတ်တွေကိုစင်းစစ်ဓာတ်ပုံကိုဆိုရှယ်မီဒီယာပေါ်မှာတင်ပြခဲ့တဲ့အကြောင်းကိုလည်းပြောပြလာခဲ့ပါတယ်သူမဒီဓာတ်ပုံကိုတင်ဖို့အတွက်အကုန်လုံးကိုမင်းသမီးကတင်ပြီးဖြစ်ကြောင်းနဲ့ပရိသတ်တွေရဲ့အမြင်ဘယ်လိုဖြစ်နေမလဲဆိုတော့သူမသိကျင်ခဲ့တာပါသူမရဲ့မမေကိုဖုန်းဆက်ပြီးတော့သူမရဲ့ဆွေးမစစ်ပုံလေးတွေဗီဒီယိုတွေကိုတင်ရမလားမတင်ရဘူးလားလို့ပြောဆိုပုံတွေကအရန်ကိုချစ်စရာကောင်းနေခဲ့ပါတယ်သူမရဲ့ကပ်ရှင်ကိုလည်းသူမကမြန်မာစာကောင်းကောင်းမရေးတတ်သေးတဲ့အတွက်ပရိသတ်တွေကိုတောင်းပန်ထားပါတယ်သူမအားလည်းတဲ့ရက်ကြီးရောက်တဲ့အခါပင်လယ်ဘက်သွားမှဖြစ်တဲ့အတွက်အခုလိုကြိုတင်ပြီးတော့တောင်းဆိုကြတာပါနောက်ထပ်ဓာတ်ပုံလေးတွေကိုရောတင်ခွင့်ရှိအောင်မလားလို့ပေါ့